တရားခေါင်းလေဒါလေ စားလို့ကောင်းတယ်။အခုလို့ရှိရင်ဆန်ကလေးလာမယ်။ဆန်လေးကတော့အေးရပရိဒါဆန်လေးအဟောင်းဖြစ်ပါတယ်။တပီယိုမှာ9900ရအရန်ကောင်းစားလို့ကောင်းတယ်။ဒါလေးကတော့ငါးကောင်းလေးနဲ့မှုလေးနဲ့မြစ်တွေနဲ့အကုန်လုံးသမမှုပြီးချက်ထားတယ်။ငုံလေးရောစားလို့အရန်ကောင်းတောက်လို့အရန်ကောင်းပါတယ်။စပိုမူပါစပိုမူကြီးပါစပိုမူကြီးချက်တာပါစပိုမူရဲ့လက်ရပါဒီလက်ရလေးအကုန်လုံးပါ စပုံမှုအရင်စပုံမှုအရင် ဒါသမင်းလက်ရဒါဟင်းနေချက်တဲ့စပိုမူလက်ရ ပြီးတော့ ဒါကတော့စားမယ်ပေါ့နော်စားမယ်လေ စားမလက်ရ ဘယ်တော့က စားတယ်ဘယ်လိုစားလဲ ဘယ်တော့ကလိုမျိုးတွေတို့ကြိုင်မြုပ်ထဲအဲ့လိုစား မိုင်းဟိုပါလဲဆွေချမ်း好是现在ငပိလိုလာပါ ဟုတ်တယ် အောင်စားရတဲ့တိတ်မ အဲ့ ကြည့် စားရတယ်ရသဘောကြလို့ရွက်ကိုထဲထားလိုက်တာအားရပါရပဲစားချပလိုက်ပါတယ်စပုံမူကြီးကမိုင်းကြီးလားဆွဲလာတို့ကြလေးပါလေး တစ်ထဲတော့မကြသေးဘူးဒီမှာလေးခဏလေးပါ ပါတော့အဲ့ချိုးလာတော့ မမြင်ဘူးလေ ဟာမုံမုံ ကောင်းတယ် တပြမုံရင်းသိသိလား အေး အဲ့အစိမ်းရဲ့ဟာ အော် ညီမတရက်တော့ဝယ်ရသလားသူကလေညီမလေးကမခါဘူးတဲ့ငါကြီးရဲ့လို့အဲ့ဒါခါမှာမောလို့ကြိုက်တယ်ပေါ့နော်တိုးကြည့်ဆိုတစည်းဝယ်သွားနောက်နေ့လည်းကျွန်တော်အဆန်ဝယ်ကြီးတို့သွားရှာတာမတွေ့ဘူးဒီနေ့ကျမှညီမလေးအခုရောက်ပြီဆိုတော့အိမ်အတွက်ပါဝယ်ဟောင်းမကောင်း မိကိုရိုက်ပေးအော်မိထဲလိုက် ငါ့ကိုရိုက်တိုင်းငါရိုက်တတ်တယ်မိမဆိုတော့ တမျိုးလေးတော့ကောင်းပြီ သူ့ရိုက်ပြနေစမှာလေဘယ်လိုရိုက်ရ အဲ့ဒါ မ လေး င်းမင်းကရှယ်ထည့်တာမသိ ဒီဆန်ကလေးပေါ့နော်ဆန်လေးရဆင်းရမယ် ရိုက်ထားပြီးပြီလား ဒါလေးကတော့ညှက်ချက်ထားတယ်ပေါ့နော်ညှက်ချက်ထားတာဖြစ်ပါတယ်စားလို့ကောင်းပါလေစားတော့နဲ့ဆွဲလိုက်တာထမင်း3မကန်ကုန်သွားတယ် သူလည်းလေဒီချက်လေးဝိစင်းသွားတာပဲကောင်းလိုက်တာ ကိုစီရာလေးပါထည့်လိုက်မယ် ပြင်းနေလို့တို့တယ်လေထုံတို့တာထုံတို့တာ တရက်ပြီးတော့တရက်ပြီးနေ တမကြီးလေးပါပါလားဒီ ထောက်စုဆွဲနေပါတယ် ဟောမိုက်တယ် အာရပါရအကြက်ကြိုင်ဘုံစားရမှာအာရပါရဟေးအဲ့ဒါဆောရက်လာမှာကျမတို့နော်ကျမတို့စစားရတယ်ဝင်လာမှာတိရ မကောင်းရဖောက်ရနေမကောင်းနေမကောင်းသူသွားမီး